ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေကဌာနတုတ်ဆိုတာရှိတယ်သူ့အကြောင်းကိုယ်အကြောင်းလူတွေဟာသူ့အကြောင်းကိုယ်အကြောင်းသိမှဆက်ဆံလို့ကောင်းတယ်ပေါ့သူ့အကြောင်းကိုယ်အကြောင်းဆိုတာသိသိတိုက်တဲ့အကြောင်းတွေကိုပြောတယ်လောကလူတွေဟာသူ့အကြောင်းလည်းကိုယ်မသိကိုယ်အကြောင်းလည်းသူမသိဆက်ဆံပေါင်းသင်ကြည့်တဲ့အခါကျတော့ပြဿနာတွေတက်ကြတာအများကြီးပဲပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကလူမှုရေးကိစ္စပဲဖြစ်ဖြစ်ပညာရေးကိစ္စပဲဖြစ်ဖြစ်ဓမ္မရေးရာကိစ္စပဲဖြစ်ဖြစ်အစစရာရာတောင်းစီအောင်ဟောထားတာဘုရားမြတ်စွာဟောတဲ့ပိဋကတ်တော်တွေလို့ဆိုတာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟုတ်ဘူးနိဗ္ဗာန်မရောက်ခင်စัจ जा မှာလူလောကတန်တရားကျင်လည်တဲ့အခါမှာလည်းပဲအစဉ်ပြေပြေနဲ့တန်တရားမှာချမ်းသာတာဘလို့ကျင်လည်နိုင်တယ်လဲချမ်းသာတစ်ခုကချမ်းသာတစ်ခုကိုခံစားပြီးတော့ဘဝဒုက္ခသက်သာနိုင်တယ်မြတ်သက်သာအောင်ဆိုမြတ်စွာဘုရားကနီးကောင်းလမ်းကောင်းစနစ်ကောင်းတွေကိုဟောပေးထားတယ်ဒါကြောင့်မို့ဘုရားဟောတဲ့ကျမ်းစာတွေကိုဘုန်းကြီးတို့တွေကတော်များများလောကုတ္တရာစာပေတွေဆိုပြီးတော့ဒီအကြောင်းတွေတို့နဲ့လက်လန်းမမီဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်တွေရှိကြတယ်လောကုတ္တရာကိုဥတီတာမှန်ပေမဲ့လို့လောကရဲ့အကြောင်းတွေအမတန်မှစုံအောင်မြတ်စွာဘုရားကချင်းချက်မရှိဟောပြောထားတာရှိပြောရမယ်ဆိုရင်စီးပွားဘယ်လိုရှာရမယ်ဒါလည်းဟောတာပဲเนาะနိုင်ငံရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းနိုင်ငံကောင်းအောင်ဘယ်လိုလုပ်ရမလဲမြတ်စွာဘုရားဟောတဲ့နိုင်ငံရေးစနစ်တွေလည်းပဲပိဋကတ်သုံးပုံထဲမှာရှိတာပဲစီးပွားရေးနီးစနစ်တွေဆိုလည်းမြတ်စွာဘုရားဟောထားတဲ့ရှိတယ်နိုင်ငံရေးနီးစနစ်တွေလည်းရှိတယ်လူမှုရေးနီးစနစ်တွေလည်းပဲမြတ်စွာဘုရားဟောထားတာရှိနောက်ဆုံးမှာအိမ်တော်ရသားပြုဖို့တောင်မှအိမ်တော်ရသားပြုတဲ့ကိစ္စတောင်မှမြတ်စွာဘုရားကမချန်ချင်ဘူးတဲ့အဲ့တော့မြတ်စွာဘုရားတရားတော်ကိုအတိအကျလိုက်နာကြမယ်ဆိုရင်လောကတန်တာရဒုက္ခကလွဲလို့ရှိရင်ဉာဏ်တဲ့ဒုက္ခတွေအများကြီးသက်သာသွားနိုင်တယ်ပေါ့။ဘာဖြစ်လို့တော့ဆိုမြတ်စွာဘုရားကအခြေကောင်းအနေကောင်းတွေကိုဟောတာ။ဒါတွေကအမတန်သိဖို့ကောင်းတဲ့အချက်တွေ။သိဖို့ကောင်းတဲ့အချက်တွေကိုမသိဘူးဆိုလို့ရှိရင်မသိဘူးဆိုတာဟာမှားမှားယွင်းယွင်းဖြစ်ဖို့အတွက်လမ်းစာဖော်ပေးထားတာပဲ။ဒါကြောင့်မသိဘူးဆိုတာမရှိစေရအောင်သိတယ်ဆိုတာဖြစ်ရမယ်ပေါ့။လူမှုရေးနဲ့ပတ်သက်လာရင်လည်းလူမှုရေးဘယ်လိုဆောင်ရွက်ပညာရေးနဲ့ပတ်သက်ရင်လည်းဘယ်လိုစီးပွားရေးနဲ့ပတ်သက်ရင်လည်းဘယ်လိုဆောင်ရွက်နိုင်ငံရေးနဲ့ပတ်သက်ရင်လည်းဘယ်လိုဆောင်ရွက်ဟောဘုရားမြတ်စွာဟောထားတဲ့တရားဓမ္မတွေထဲမှာတကယ်ကောင်းပြီဆိုတဲ့ဤစနစ်တွေဟာထင်ရှားရှိနေတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကဟောခဲ့တဲ့တရားတွေပဲဖြစ်ဖြစ်ဒီကနေ့ထိအောင်ဘုရားမြတ်စွာရဲ့တရားတော်တွေဟာဒိတ်အောက်သွားတယ်လို့ခင်မမီတော့ဘူးဆိုတာမရှိဘူးလူသားတွေရှိနေသမျှခင်မီနေအောင်မှာဥပမာလေးတစ်ခုပြောပြမယ်စီးပွားရေးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားညွှန်ထားတာစီးပွားတိုးတက်ချင်လို့ရှိရင်ဘာလို့ဥဋ္ဌာဏတမ္ပရာကြိုးစားရမယ်တဲ့ကြိုးစားဆိုတာကိုယ်အယောင်းဝယ်လုပ်ရင်အယောင်းဝယ်ကိစ္စစိတ်ပါဝင်စားစွာကြိုးစားကြိုးစားဆိုတာတခုတည်းမဟုတ်ဘူးကြိုးစားဆိုတာရဲ့အောက်မှာ၃ခုပါအဲ့ဒီ၃ခုကဘာလို့ဆိုရင်ဒက္ခလုပ်ငန်းကျွမ်းကျင်မှုအနလတဆွဲကောင်းမှုဥပါယဝိမန္တာနိပညာတတ်မြောက်မှုဘလောက်ခင်မီတော့မြတ်စွာဘုရားဟောတာကြိုးစားရင်ကြိုးစားရုံနဲ့ရလားဆိုမရဘူးလုပ်ငန်းကျွမ်းကျင်မှုဆိုတာရှိရတယ်ပေါ့ရောင်းဝယ်ကိစ္စပဲဖြစ်ဖြစ်ဘာကိစ္စပဲဖြစ်ဖြစ်
ကျွမ်းကျင်မှုဆိုတာမေတ္တာမှာအရေးကြီးတယ်ကျွမ်းကျင်မှုရှိသလိုဇွဲကောင်းကောင်းနဲ့လုပ်ဖို့လည်းလိုအပ်တယ်နောက်တစ်ခုကဘာလို့ဆိုနည်းပညာခုခေတ်မှာတည်ပြောကြတာပေါ့ technology ဆိုနည်းပညာသိအရေးကြီးနေတယ်ပေါ့နော်နိုင်ငံတကာမှာစီးပွားရေးအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေဟာသွားပြီးတော့စံထားပြီးတော့ကြီးလိုက်မယ်ဆိုရင်မြတ်စွာဘုရားဟောတဲ့တရားနဲ့ကွဋ္ဌိပဲတကယ်ကိုအံကြားဖြစ်နေတာစကလုံးပဲမတူတာခုခေတ်ကပြောကြတဲ့ economy တကယ်စီးပွားရေးပညာလို့ဆိုတာလေမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2500တဲ့ဟောခဲ့ပြီးသားနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ပြောအောင်မလားမြတ်စွာဘုရားဟောထားတဲ့ထဲမှာရှိတယ်ပေါ့ဒီနိုင်ငံရေးနည်းစနစ်တွေတိုင်းလိုက်မယ်ဆိုလို့ရှိရင်အမေတ္တမတိုင်းပြည်အိမ်ချမ်းသာရပြီးတိုးတက်တဲ့နိုင်ငံဖြစ်လာနိုင်တဲ့သဘောတိုင်းပြည်အုပ်ချုပ်တယ်ဆိုတာနည်းစနစ်၃မျိုးတဲ့ဘုန်းကြီးတို့ပိဋကစာပေမှာပါတာကိုပြောအောင်နည်းစနစ်၃မျိုးပထမဆုံးကဘုရင်စနစ်ကို monarchical system လို့ခေါ်တယ် monarch တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင် monarchical system ဘုရင်တဦးတည်းကအုပ်ချုပ်တဲ့နိုင်ငံမျိုးအဲ့ဒါ monarchical system အဲ့ဒီနည်းစနစ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ပြီးဆိုလို့ရှိရင်မြတ်စွာဘုရားကမင်းကျင့်တရား10ပါးဆိုပြီးဟောထားတာအဲ့ဒီတိုင်းအုပ်ချုပ်လို့ရှိရင်တိုင်းပြည်ဟာတရားဝါပြောမယ်ဒါဗုဒ္ဓဟောကြားတဲ့နိုင်ငံရေးနည်းစနစ်တစ်ခုပေါ့နော်နောက်တစ်ခုအဲ့လိုမဟုတ်ဘဲနဲ့တပါတီတို့တစ်ဖွဲ့ကတို့အုပ်စုတစ်ခုကတော့အုပ်ချုပ်တာမျိုးဆိုလို့ရှိရင် oligarchy system လို့ခေါ်တယ်oligarchy system နဲ့အုပ်ချုပ်ပြီဆိုလို့ရှိရင်ဘယ်နည်းလိုက်ရမလို့ဆိုအပရိဟာနိယတရား9ပါးဆိုဟောထားတာရှိတယ်အဲ့ဒီအပရိဟာနိယတရား9ပါးအတိုင်းအုပ်ချုပ်မယ်ဆိုလို့ရှိရင်အောင်မြင်တဲ့နိုင်ငံရေးတစ်ခုဖြစ်တယ်ပေါ့ဟောသူနီးနဲ့သူစနစ်နဲ့အကုန်ပေးတယ်ကုတ္တဌာနသုတ်မှာဘုရင်ကြီးတစ်ပါးရဲ့ဝတ္ထုနဲ့အကြောင်းပြုပြီးတော့ပညာရှိအမတ်ကြီးကအကြံပေးထားတဲ့နိုင်ငံရေးနည်းစနစ်ဆိုတာဒီကနေ့ထိအောင်ခေတ်မတိမ်သေးဘူးပေါ့အဲ့ဒီကုတ္တဌာနသုတ်မှာမဟာဝိဇိတာဝီဆိုတဲ့ဘုရင်ကြီးရှိတယ်အဲ့ဒီဘုရင်ကြီးကတိုင်းပြည်ကိုသူအလှူကြီးအတန်းကြီးပေးခြင်းတဲ့အခါကျတော့ပညာရှိအမတ်ကြီးတွေကပြောတယ်ရှင်မင်းကြီးတဲ့ရှင်မင်းကြီးနိုင်ငံမှာသဘုံရန်နေရှိနေသေးတယ်တိုင်းပြည်ကမငြိမ်းချမ်းသေးဘူးတဲ့မငြိမ်းချမ်းသေးခင်တနိုင်ငံလုံးအုပ်ကျက်အလှူကြီးပေးမယ်ဆိုရင်နှောင့်ယှက်ဖျက်ဆီးမှုတွေရှိလာနိုင်တယ်တဲ့အဲ့ဒါကြောင့်မလို့တိုင်းပြည်သဘုံရန်ငြိမ်းအောင်အရင်လုပ်ပါတဲ့ဒါပညာရှိအကြံပေးပုံနော်ဒါဖြင့်နဲ့တိုင်းပြည်ငြိမ်းချမ်းအောင်သဘုံရန်နေအေးချမ်းသွားအောင်ဘယ်နည်းစနစ်နဲ့လုပ်ရမလဲသင်မင်းကြီးကအောက်မေ့လိုက်မယ်အင်အားကိုသုံးပြုပြီးတော့အပြတ်နှိမ်နေတဲ့နည်းကိုလိုက်မလားဆိုတော့အဲ့ဒီနည်းနဲ့လုပ်လို့ရတော့မအောင်မြင်ဘူးတဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500ဟောခဲ့တာနော်စာအုပ်ရှိလို့ရှိရင်ဖတ်ကြည့်လို့ရတယ်ဒီကနေ့ကကုတ္တရဏသုတ်ပါအဲ့တော့ပညာရှိအမတ်ကြီးကအကြံပေးတဲ့နည်း3မျိုးစီမံချက်3မျိုးနဲ့တိုင်းပြည်ကိုငြိမ်းချမ်းအောင်လုပ်ပါဒီစီမံချက်3မျိုးဆိုတာဘာလဲတိုင်းပြည်မှာစူပူနှောင့်ယှက်နေတဲ့ပုဂ္ဂိုလ်တွေငြိမ်းချမ်းသွားအောင်နံပါတ်1လက်မြေတွေထုတ်ဖော်ပြီးတော့စိုက်ပျိုးရေးဘက်ကနေပြီးအခွင့်အလမ်းစီးပွားရေးပွင့်သွားအောင်အခွင့်အလမ်းတွေပေးပါတဲ့ဒါကနံပါတ်1တစ်ခုပဲလူတွေကစိုက်လို့ပျိုးလို့စီးပွားရေးတွေလုပ်နေကြတဲ့အခါနိုင်ငံကိစ္စဝင်မဆွဲဘူးနောက်တစ်ခုရောင်းတတ်ဝယ်တတ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲရောင်းရေးဝယ်တာအတွက်အခွင့်အလမ်းတွေဖွင့်ပေးပါဟောတာကတစ်ခု
ယာတုဌာဏတရလိုချင်တဲ့ပုဂ္ဂိုလ်တွေကိုလည်းယာတုပေးလိုက်ပါဟောဒီစီမံချက်၃မျိုးနဲ့မဟာဝိစိတဝေဘုရင်ကြီးရဲ့ဒီစီမံချက်၃မျိုးနဲ့နိုင်ငံရေးဆောင်ရွက်လိုက်တာတိုင်းပြည်ဟာခဏလေးနဲ့အေးချမ်းသွားပြီတပုံတကန်နေကင်းသွားတယ်လို့ကုဋ္ဌရဏတုတ်မှာဒီလိုဆိုထားတယ်ပေါ့နော်ဒါကဗုဒ္ဓဟောထားတဲ့နိုင်ငံရေးလို့ဒီလိုပြောအဲ့တော့စီးပွားရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်ဘုရားမြတ်စွာဟောတဲ့တရားတွေထဲမှာအပြည့်အဝပါသုတ္တန်တစ်ခုမှဆိုလို့ရှိရင်လူရလို့ဖြစ်လာလို့ရှိရင်တဲ့စီးပွားရေးမျက်စိလည်းရှိရမယ်တဲ့စီးပွားရှာတတ်ရမယ်တဲ့မျက်စိနှလုံးနဲ့ပြည့်စုံရမယ်တဲ့မျက်စိတစ်လုံးကစီးပွားရေးကိုကြည့်တတ်တဲ့မျက်စိကြံတဲ့မျက်စိတစ်လုံးကကုသိုလ်ရေးကိုကြည့်တတ်တဲ့မျက်စိလူဆိုတာတစ်ဖက်သက်လှုပ်လို့မရဘူးစီးပွားရေးအောင်မြင်ပြီးတော့အကျင့်စာရိတ္တဘက်ကမထိန်ဘူးဓမ္မနဲ့ထိန်ချောင်းပေးမှုမရှိဘူးဆိုပျက်စီးသွားတာလည်းမခိုင်ဘူးစီးပွားရေးတစ်ဖက်သက်ကိုချင်းတရားပြက်ပြားသွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကအန္တရာယ်များတယ်ပေါ့ဒါကြောင့်မို့စီးပွားရေးမျက်စိလည်းရှိရမယ်ဓမ္မရေးရာကုသိုလ်ရေးရာမျက်စိလည်းရှိရမယ်အဲ့ဒီနှစ်ခုတစ်ခုနဲ့တစ်ခုထိမ့်ညှိပြီးတော့သွားရမယ်လို့ပြောတာဒါဘလောက်ကောင်းတဲ့စနစ်တွေလဲလို့မြတ်စွာဘုရားနော်အဲ့ဒီနီးစနစ်တွေကိုမြတ်စွာဘုရားကဒီပိဋကသုံးပုံထဲမှာဟောကြားထားတာရှိတယ်သူ့အကြောင်းကိုယ်အကြောင်းဆိုတာနဲ့ပတ်သက်လာလို့ရှင်ဘုန်းကြီးတွေသူ့အကြောင်းကိုယ်အကြောင်းဆိုတာသိရလူတွေကသူ့အကြောင်းငါသိပါတယ်ကိုယ်အကြောင်းသူသိပါတယ်နဲ့ဒါပြောကြတယ်တကယ်သိတာတော့မဟုတ်တဲ့ဟာတွေသိကျင်လဲသိနေပဲပေါ့အရေးကြီးတဲ့သူ့အကြောင်းကိုယ်အကြောင်းကဘာလဲလောကမှာလူတွေအိမ်အောင်ဖက်ကြတာတောင်မှသူ့အကြောင်းလည်းကိုယ်မသိကိုယ်အကြောင်းလည်းသူမသိအခုတွေ့အခုအိမ်အောင်ပြုတ်ကြတယ်ဆိုတဲ့ပုံကိုယ်တွေခဏအိမ်အောင်ပြုတ်လက်ဖြင့်အကွဲမတဲကြဘာဖြစ်လို့သူ့အကြောင်းလည်းကိုယ်မသိကိုယ်အကြောင်းလည်းသူမသိဘူးပေါ့ရှင်းတော့ကတော့ကြားဘူးတာအိမ်အောင်မဲ့ပြုတော့မယ်ဆိုလို့ရှိရင်3 နှစ် 3 မိုးချိန်ဆောက်လေ့လာအစရာစိတ်နေသဘောထားကစလေ့လာပြီးတော့မှအိမ်အောင်ပြုတ်ကြတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းပဲသူ့အကြောင်းကိုယ်အကြောင်းလေ့လာမလေ့လာဘူးဆိုလို့ရှိရင်မှားရွံ့နိုင်တယ်လောကမှာကြီးပွားတိုးတက်ခြင်းရဲ့အဓိကအကြောင်းအခြေခံအကြောင်းဟာဘာလဲ38ဖြာမင်္ဂလာထဲမှာဟောထားတာရှိတယ်လေအသေဝနာစဘာလနာပဏိတနိသသေဝနာဆိုဆက်ဆံရေးကစပြီးအဓိကထားတာပေါ့ပေါင်းရမဲ့လူနဲ့မပေါင်းရမဲ့လူဒီနှစ်ခုကအရေးမကြီးဘူးလားသိကိုအရေးကြီးတယ်တဲ့ကိုလူဘဝမှာအောင်မြင်တိုးတက်ဖို့အတွက်ဘဝခရီးကိုဖြောင်းဖြောင်းတန်တန်ရှောက်လှမ်းနိုင်ဖို့အတွက်ဆက်ဆံရေးအသိရည်လူဆိုတာ society ထဲမှာနေတဲ့တတ္တဝါမျိုးဖြစ်တဲ့အတွက်ကြောင့်အပေါင်းနဲ့အသင်းနဲ့ဒီလိုနေတာကိုအဲ့လိုနေတဲ့အခါမှာအပေါင်းအသင်းဟာသိအရေးကြီးတယ်အပေါင်းအသင်းကြောင့်လည်းကောင်းသွားနိုင်တယ်အပေါင်းအသင်းကြောင့်လည်းထိခိုက်နိုင်တယ်ပေါ့မကောင်းတဲ့လူနဲ့ပေါင်းသည့်အတွက်ကြောင့်မကောင်းတဲ့ဟုတ်လားအပုပ်နဲ့ထွက်တာပေါ့ကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်ကောင်းတဲ့ရင်ကျွဲတာပေါ့မြတ်စွာဘုရားကရှင်းရှင်းလေးဥပမာပေးထားတာနော်ဥတိမစ္ဆံကုသခေနယောနရောဥပနရှတိဆိုလိုတာကပုတ်နေတဲ့ငါသို့မဟုတ်ငပိပေါ့ငပိကိုဖက်ကလေးနဲ့ထုတ်လို့ရှိရင်အဲ့ဒီဖက်ကလေးဟာငပိပုတ်အနတ်မနာဘူးလားမှန်ပါဗျာမကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်အဲ့ဒီလိုကိုယ်လည်းအနံဆိုးထွက်တာပဲလို့ပြောတာနော်ထို့တူပဲကောင်းတဲ့ဆိုပါစို့အဲ့ဒီဖက်ကလေးကိုပဲဖက်ကလေးစပယ်ပန်းလေးထုတ်လိုက်တဲ့ဖက်ကလေးဆိုရင်ဖက်ကလေးကငကောကအနတ်မရှိပြီမလို့စပယ်ပန်းထုတ်ထားတဲ့ဖက်ကလေးရောမမှွေးဘူးလားမှွေးပါဗျာသူတော်ကောင်းနဲ့ပေါင်းလို့ရှိရင်အ ਨੇ ဆုံးရတဲ့အကျိုးကအဲ့ဒါလောက်လေးတော့ရတယ်ပေါ့ဒါလောကကြီးမှာထင်ရှားတဲ့အရာတစ်ခုပဲမြတ်စွာဘုရားက
ဘာလူပသေဝနာလူမိုက်နဲ့ပေါင်းခြင်းပန္တိတုပသေဝနာပညာရှိနဲ့ပေါင်းခြင်းဆိုတာအကျိုးကျေးဇူးနှစ်ခုလူတကာနားလည်အောင်လို့ဥပမာလေးနဲ့ပြောတာစကားအဲ့ဒါကြောင့်မို့လို့ပေါင်းတဲ့ဆက်ဆံရေးဟာအရေးကြီးတယ်ဆိုတော့သူ့အကြောင်းကိုသိမှကိုယ့်အကြောင်းသူသိမှပေါင်းလို့ရတော့မှာပေါ့အကြောင်းမသိပဲပေါင်းလို့ရှိရင်ဒီပုဂ္ဂိုလ်ကအကျင့်စာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားမဟုတ်ဘူးလားသိနိုင်ပါမလားသိနိုင်ပါဘူးဗျာအေးမြတ်စွာဘုရားကဒီသုတ်တံမှာအချက်၄ချက်နဲ့ဟောထားတာကိုကြည့်ကြရအောင်သူ့အကြောင်းကိုယ့်အကြောင်းဆိုတာကိုယ်လည်းပါတယ်သူလည်းပါတယ်ပေါ့မြတ်စွာဘုရားဟောထားတာသူ့အကြောင်းကိုယ်အကြောင်းသိဖို့ဘာလို့လဲတဲ့အဲ့ဒီမှာတံဝါသေနတိလံဝေဒိတပါဒီစကားလေးကိုမှတ်ထားတံဝါသေနဆက်ဆံပေါင်းသင်းကြည့်ခြင်းဖြင့်တိလံကိုခြင်းတရားကိုဝေဒိတပံသိနိုင်တယ်တူအကြောင်းကိုသိခြင်းလူတယောက်ရဲ့ကိုခြင်းတရားကောင်းမကောင်းကိုခြင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလားမသိဘူးကိုခြင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှိရင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားဘာဟောတော့တင်စခောဒီကေနအထုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ဘာလို့ဆိုလူလောကမှာဟန်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်လေပရမကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့ရောင်ရောင်ရှိတယ်ကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိလာတယ်ပေါ့နော်ဒါကြောင့်မို့တင်စခောဒီကေနအထုနာနဣတရေအချိန်ကြာကြာမှသိနိုင်တယ်အဲ့တော့အချိန်ကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့ဘာလဲဆိုမနတိကရောတာနောအမနတိကရောတတိထားတဲ့လူမှသိမှာတဲ့တတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းကိုတတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလို့ဆိုမသိသေးဘူးတဲ့တင်စခောပညာဝတ္တာပညာရှိမှသိတယ်တဲ့ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေမကောင်းတဲ့လူလည်းအကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကလားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာကြာပေါင်းရမယ်ကြည့်ရမယ်နံပါတ်2တတိထားရမယ်နံပါတ်3ပညာရှိရမယ်အဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိလူလောကလူတွေကြုံလို့သူ့အကြောင်းသူ့အတင်းပြောကိုယ်အတင်းပြောဒါတွေပြောတာမဟုတ်ဘူးเนาะအဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုယ်အကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရမယ်လူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ဘုန်းကြီးတို့ကဒီလူဟာကိုချင်းတရားကောင်းသလားကိုချင်းတရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လားခုခေတ်တော့တာမန်အပေါ်ယံလေးကြည့်တယ်ဟေးဒီလူကအတောက်စားရှိသလားအတောက်စားမရှိဘူးလားအခစားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစားတချို့ကြတော့လဲခွင့်လွှတ်လိုက်တယ်ယောက်ျားပဲအတောက်စားတော့ရှိမှာပေါ့ဟုတ်ကဲ့မျိုးမျိုးပဲလေသို့တော့ဒီလူဟာစင်းလုံးကျော်ကိုချင်းတရားကောင်းတဲ့လူဟုတ်သလားကောမဟုတ်ဘူးလားဆိုတာဟာအချိန်လဲယူရမယ်တတိလဲထားရမယ်ပညာလဲရှိရမယ်ဒါမှသိနိုင်တယ်တဲ့အထို့ဆိုမသိဘူးတဲ့ကိုချင်းတရားဟာလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ဆက်ဆံပေါင်းသိမိပြီဆိုလို့ရှိရင်ဒုက္ခတွေရောက်ကြတယ်မဟုတ်လားခုခေတ်မှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်မိသားစုတွေအတွင်းမှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်စိတ်ဆင်းရဲမှုတွေကျုံနေကြတယ်မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြတယ်ဆိုတာကိုချင်းတရားကောင်းသည့်အတွက်ကြောင့်အဲ့ဒါလိုဖြစ်ရတာများရှိသလားမရှိဘူးကိုချင်းတရားမကောင်းတာကိုအကြောင်းပြုပြီးတော့သာဖြစ်နေကြတာအဲ့တော့သူ့အကြောင်းသိဖို့မလိုဘူးလားသူ့အကြောင်းသိဖို့လိုတယ်လို့ကိုအကြောင်းလည်းကိုသိဖို့လိုတယ်နံပါတ်1ဟာကိုချင်းတရားပဲကိုချင်းတရားကိုသိအောင်ကြိုးစားရမယ်တံဝါသေနသီလံဝေဒိတပံဘုရားဟောတဲ့စကားတာတ
တံဝတေနဆက်ဆံပေါင်းသင်းခြင်းဖြင့်သီလံကိုခြင်းတရားကိုဝိရိတပံသိနိုင်တယ်ဒါကြောင့်မို့လို့ပြောကြတယ်ပေါင်းကြည့်မှအကြောင်းသိဆိုတာဟုတ်ကဲ့လားပေါင်းမသိပဲနဲ့အထင်ကလေးနဲ့ဒီလူအပြင်တော်လိုက်တာတော်တယ်နဲ့ဆိုနောက်ကြတော့နော်ဗမာစကားပုံတော်ရှိသေးနော်ငါသမီးတော်လှနဲ့ရောက်မှမြင်းစည်းထွက်ဆိုတဲ့စကားတော်ရှိသေးအဲ့တော့သေးချာလူတယောက်အကြောင်းသိဖို့အမတန်မှလို့အကြောင်းဆိုဒီမှာကိုခြင်းတရားတဲ့အဲ့လူလောကမှာအရေးကြီးဆုံးကိစ္စတစ်ခုကိုမြတ်စွာဘုရားဟောတာဒါလူမှုဆက်ဆံရေးမှာသီလအရေးပါတယ်လို့ပဲတရားဓမ္မကျင့်တဲ့နေရာရောသီလအရေးမပါဘူးလားမှန်ပါဗျာသီလေပဋိဋ္ဌာယကိုကျင့်တရားပေါ်မှာယတ္တိယသမထကျင့်စဉ်မဲ့ကျင့်ဝိပဿနာကျင့်စဉ်မဲ့ကျင့်ကိုကျင့်တရားပေါ်မှာယတ္တိပြီးကျင့်မှအောင်မြင်တယ်ကိုကျင့်တရားပြည့်ရွံ့နေတယ်ဆိုလို့ရှိရင်မအောင်မြင်ဘူးတဲ့ဒါကိုကျင့်တရားကောင်းအောင်ရင်ဒါဖြင့်သမထကျင့်စဉ်ကျင့်တာတို့ဝိပဿနာကျင့်စဉ်ကျင့်တာတို့သီလကဘလို့အထောက်အကူပြုတာတော့လို့စဉ်းစားကြည့်ဖို့လို့သီလကဘလို့အထောက်အကူပြုတုံးဆိုရင်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဟာစိတ်ထဲမှာကိုကျင့်တရားကိုအကြောင်းပြုပြီးတော့စိတ်မသက်မသာတာဖြစ်သလားမဖြစ်ဘူးစိတ်ချမ်းသာတယ်ဟုတ်ကဲ့လားကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဒီအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုသူရရှိနေတယ်အဝိပတိတာရလို့ခေါ်တယ်ကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာစိုးရိမ်ပူဆာဘာမှမရှိဘူးစိတ်ဝမ်းသာကြည်နူးမှုရှိတယ်အဲ့ဒါလို့အဝိပတိတာရဆိုတာရှိပြီဆိုရင်ဆင်ငဲတစ်ခုနဲ့တစ်ခုတိုးတက်မှုတွေရလာဘာရတော့ဆိုရင်အဝိပတိတာရဆိုတာစိတ်နှလုံးကြည်သားနေလို့ရှိရင်ဘာဖြစ်လဲဝမ်းမြောက်ရတယ်တဲ့ဝမ်းမြောက်မှုဖြစ်လို့ရှိရင်ဘာဖြစ်လဲနှစ်ချိုက်မှုဆိုတဲ့ပီတိလာတယ်နှစ်ချိုက်မှုပီတိလာရင်နောက်ကဆက်ပြီးဘာလာတော့ဆိုပတ္တတိလို့ခေါ်တဲ့ငြိမ်းချမ်းမှုလာတယ်ကိုယ်ငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုဒါတွေကရှောင်လွဲလို့မရဒါရှိရင်ဒါလာတယ်ဆိုတာအကြောင်းနဲ့အကျိုးပဲဟုတ်ကဲ့သီလရှိရင်နှလုံးကြည်သာတယ်နှလုံးကြည်သာရင်ဝမ်းမြောက်မယ်ဝမ်းမြောက်ရင်နှစ်ချိုက်မယ်နှစ်ချိုက်လို့ရှိရင်ကိုယ်စိတ်ငြိမ်းချမ်းတယ်ကိုယ်စိတ်ငြိမ်းချမ်းရင်ချမ်းသာတယ်ချမ်းသာရင်တမာတိရလွယ်တယ်တမာတိရလို့ရှိရင်ယထာဘူတညာဏတတနာအမှန်တိုင်းမြင်တဲ့အသိဉာဏ်လာတယ်တဲ့ဟောရှောင်လွဲလို့မရဘူးဒါကဲသီလမရှိဘူးဆိုလိုက်တာနဲ့တပြိုင်နက်သီလမရှိဘူးဆိုလို့ရှိရင်စိတ်နှလုံးမကြည်ဘူးမကြည်ရင်ဝမ်းမြောက်မှုလာမလားမလာဘူးပီတိဆိုတဲ့နှစ်ချိုက်မှုရောမလာဘူးပီတိမှမရှိရင်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုရောမလာဘူးပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုမှမရှိရင်ဒုက္ခချမ်းသာမှုဆိုတာလာမလားဒုက္ခချမ်းသာမှုမှမရှိဘူးဆိုလို့ရှိရင်စိတ်ကလေးဟာငြိမ်နေဆိုတဲ့တမာတိဖြစ်ပါမလားစိတ်လေးမှမငြိမ်တဲ့လူတယောက်ဟာယထာဘူတညာဏတတနာမှန်ကန်သိတယ်ဆိုတဲ့အသိဉာဏ်ဖြစ်ပါမလားဖြစ်ပါဘူးဗျာဒီလိုသီလဟာအရေးကြီးတယ်လို့ပြောတာနော်သီလအမတန်မှအရေးကြီးတယ်အဲ့ဒီကိုချင်းတရားဟာသူလည်းကောင်းရမယ်ကိုလည်းကောင်းကြာရှည်ပေါင်းကြည့်လို့ဒီပုဂ္ဂိုလ်ဟာသီလကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းမကောင်းတဲ့ပုဂ္ဂိုလ်လားဆိုတာသိလာတယ်အဲ့တော့ကိုယ်ကိုလည်းသီလကောင်းအောင်ကြိုးစားဖို့လိုတယ်ကိုချင်းတရားတွေကောင်းအောင်ကြိုးစားဖို့လိုတယ်သူများကိုလည်းကိုချင်းတရားကောင်းစေဖို့အခြေခံအဆင့်ကစပြီးတော့ကိုချင်းတရားအရေးကြီးတယ်လို့ဒါပြောတာနော်ကဲနောက်တစ်ခုမြတ်စွာဘုရားအရေးကြီးတာလေးတစ်ခုထပ်ပြီးတော့ကိုချင်းတရားကောင်းပါပြီတဲ့နောက်တစ်ခုကတံဝောဟာရေနသောစေယံဝိဓိတပံတံဝောဟာရေနစကားပြောဆိုကြည့်ခြင်းဖြင့်သောစေယံစကားလုံးနဲ့ပတ်သက်ပြီးဂရိတီမှုမတီမှုစင်ကြယ်တန်ရှင်းမှုရှိမရှိကိုဝိဓိတပံသိနိုင်တယ်လူတယောက်ဟာစကားပြောလို့ရှိရင်ဒီလူဟာစကားတီးသလားမတီးဘူးလားသို့မဟုတ်ဒီလူစကားပြောတာရှေ့နောက်ညီသလားမညီဘူးလားဆိုတာမသိနိုင်ဘူးလား
သိနိုင်လာတယ်ပေါ့ရှင်းနောက်စကားညီမညီဆိုတာအမတန်မှအရေးကြီးတယ်တချို့ကမလှုပ်တာကိုပြောတယ်လှုပ်တာကတခြားပြောတာကတခြားအရင်ပြောတော့ကဒီစကားနောက်တစ်ခါပြောတော့ဟိုစကားဖြစ်ပြန်ဟောအရင်တော့ကကောင်းတယ်ပြောတယ်နောက်တစ်ခါပြောတော့မကောင်းဘူးပြောတယ်ဟောရှင်းနောက်မညီတာတွေမရှိဘူးလားအဲ့ဒါလို့မညီဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဒီဆက်ဆံမှုရအတွက်အများကြီးခက်သွားပြီဘာဖြစ်လို့လဲဆိုလူတယောက်နဲ့တယောက်ဆက်ဆံတယ်ဆိုတာဟာစကားနဲ့ပြောဆိုပြီးဆက်ဆံကြရတာလေအပြောဆိုနဲ့ဆက်ဆံတာဒါမှမဟုတ်စကားလုံးဆိုတာ communication ဆက်သွယ်ရေးအတွက်အရေးပါတယ်တယောက်နဲ့တယောက်ပြောတယ်စကားမတည်ဘူးဆိုလို့ရှိရင်ဒီလူနဲ့အယောင်းဝယ်လဲလုပ်လို့မရဘူးဘာမှလုပ်လို့မရတော့ဘူးเนาะအခုတစ်မျိုးပြောသွားတယ်ဟိုနားကျတစ်မျိုးဖြစ်သွားတယ်ဒါကြောင့်မို့လို့လူတယောက်ဟာအဲ့ဒါလို့အမျိုးမျိုးပြောတတ်တဲ့လူလားအဲ့ဒါလို့မဟုတ်ဘဲနဲ့တိတိမတ်မတ်ရှင်းနောက်စကားညီတဲ့လူလားဆိုတာဟာပြောဆိုစကားပြောကြည့်ခြင်းဖြင့်သိနိုင်တယ်အဲ့ဒါလည်းပဲတစ်ခါနှစ်ခါပြောကြည့်ုံနဲ့တော့မသိဘူးတဲ့အချိန်ကြာကြာလွတ်အပ်တယ်ဒါရမကဘူးတတိထားရမယ်တတိမထားရင်မသိနိုင်ဘူးပညာရှိမှသိတယ်ပညာမရှိမသိဘူးတဲ့ဟောမြတ်စွာဘုရားလူလောကမှာအလွန်အရေးကြီးတဲ့ကိစ္စတွေကိုဟောတာဟုတ်ကဲ့လားသူအကြောင်းကိုအကြောင်းဆိုတာဒီလူဟာစကားတီးတဲ့လူလားစကားမတီးတဲ့လူကမသိတတ်ဘူးလားအေးစကားမတီးတဲ့လူသွားဆက်ဆံပေါင်းသင်မိလို့ရှိရင်လေဒုက္ခဖြစ်တာပဲကိစ္စဝိစ္စတွေမှာပြဿနာတက်တာပဲဒါကြောင့်မို့လို့မြတ်စွာဘုရားကအဲ့လိုမျိုးမဖြစ်အောင်သူ့အကြောင်းကိုအကြောင်းကိုလည်းစကားတီးရမယ်သူလည်းစကားတီးရမယ်ဒါကိုဆွလို့တယ်နော်တံဝောဟာရေနသောစေယံဝေရိတဗံတံဝောဟာရေနအတူတကွပြောဆိုကြည့်ခြင်းဖြင့်သောစေယံစကားလုံးရဲ့အပြောအဆိုရဲ့စင်ကြယ်မှုရှိမရှိပြည့်စုံမှုရှိမရှိစကားတီမတီကိုဝေရိတဗံသိနိုင်တယ်တဲ့လောကလူတွေဟာမလှုပ်တာကိုလည်းပဲပြောရင်ပြောတယ်လှုပ်တာကိုလည်းမပြောဘဲနေခြင်းပြောတယ်မြတ်စွာဘုရားတို့ကြတော့အဲ့ဒါမျိုးမဟုတ်ဘူးဘုရားကြတော့ယထာဝါဒီတထာကာရီတဲ့ပြောတဲ့အတိုင်းလှုပ်တယ်ယထာကာရီတထာဝါရီလှုပ်တဲ့အတိုင်းပြောတယ်လှုပ်တာနဲ့ပြောတာကွဲပြားမှုမရှိစေရဘူးเนาะကိုလှုပ်တာနဲ့ကိုပြောတာတထထဲဖြစ်ရမယ်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်ယုံကြည်ရမယ့်လူဖြစ်ပါမလားမဖြစ်ဘူးမြတ်စွာဘုရားကြတော့ယထာဝါရီတထာကာရီဒါကြောင့်မို့လို့တထာဂတလို့ဘုရားခေါ်တာဟာလှုပ်တဲ့အတိုင်းပြောတာပြောတဲ့အတိုင်းလှုပ်တယ်ပေါ့အဲ့ဒါလို့မလှုပ်လို့ရှိရင်လောကကြီးဟာအောင်မြင်ကြီးပွားမှုဆက်ဆံရေးမှာအများကြီးအဟန့်တာဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့အရေးကြီးလို့မြတ်စွာဘုရားဒီလူဟာစကားတူတဲ့လူလားစကားမတူတဲ့လူလားသူ့အကြောင်းကိုယ့်အကြောင်းသိဖို့မလိုဘူးလားလိုတယ်တဲ့စကားတီမှသူပြောတဲ့စကားဟာစကားတီတဲ့ပုဂ္ဂိုလ်မှဆက်ဆံပေါင်းသင်လို့ရတယ်တဲ့ဟောနောက်တစ်ခုကြည့်ကြအောင်ဆိုနောက်တစ်ခုကဘာတော့ဆိုရင်လူတယောက်ရဲ့စိတ်ဓာတ်ခိုင်မာမှုဟာဘယ်လောက်ရှိသလဲဆိုတာကိုအာပဒါတုထာမောဝေဒိတဘောအာပဒါတုဘေးရန်တွေဒုက္ခတွေကျုံလာတဲ့အခါမှာထာမောလူတယောက်ရဲ့စွမ်းရည်တတ္တိစိတ်ဓာတ်ကြံ့ခိုင်မှုကိုဝေဒိတဘောသိနိုင်တယ်လောကလူတွေဟာစိတ်မာသလိုနဲ့စိတ်ပြောတဲ့လူတွေအများကြီးပဲเนาะစိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိသလဲဆိုတာအခက်ခဲတွေနဲ့ကြုံပြီးတဲ့အခါမှာသိနိုင်တယ်ဒါစမ်းသပ်ကြည့်ဖို့တွေပြောတာပေါ့စမ်းသပ်ပြီးတော့ကြည့်လို့ရှိရင်လူရဲ့စိတ်ဓာတ်ခိုင်မာမှုဟာအပြောနဲ့တည်းမရဘူးတဲ့ဌာမဆိုတာစိတ်ဓာတ်ခိုင်မာတာအာဗရဆိုဘေးရန်တွေဒုက္ခတွေကျုံလာတဲ့အခါမှာသူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိသလဲလောကလူတွေကနော်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ချိတ်ဟာမီးနဲ့တွေ့တဲ့အခါမှာအရေးပျော်သွားသလိုဖျောင်းဟာလည်းအပူနဲ့တွေ့ရင်ပျော်ကျသွားသလိုဒီတိုင်းနေတော့မားနေသလိုလိုရှိပေမဲ့လို့
ဒုက္ခရောက်ပြီဆိုလို့ရှိရင်ပျော့ညံ့သွားတတ်တယ်တဲ့ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့လူရဲ့စိတ်ဓာတ်ခိုင်မာမှုရှိမရှိဆိုတာဘာနဲ့စမ်းသပ်ရမလဲလို့ဆိုရင်ဒုက္ခရောက်တဲ့အခါမှာကြည့်ရမယ်အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်အာပဒါဆိုတာလူတွေကမရှောင်လွဲနိုင်ပဲနဲ့ကြုံတွေ့ရတဲ့ဒုက္ခတွေရှိတယ်ဘာတွေလဲလို့ဆိုရင်ဘောဂပြဿနာစီးစိမ်ဥစ္စာတွေပျက်စီးတယ်အယောင်းဝယ်လုပ်တဲ့အခါမှာငွေတွေဘလောက်ဆုံးသွားတယ်အယောင်းဝယ်လုပ်တဲ့လူတွေဒါကြုံမှုမှာနော်အဲ့ဒီလိုအချိန်မှာစိတ်ဓာတ်ကြံ့ခိုင်မှုမရှိလို့ရှင်သွားရောအဲ့ဒီပုဂ္ဂိုလ်ဌာမဆိုတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုမရှိရင်သွားပို့ပြီးတော့စီးပွားရေးတွေပျက်စီးသွားဘောဂပြဿနာပြဿနာတရား၅ပါးတဲ့ကဘောဂပြဿနာပစ္စည်းဥစ္စာပျက်စီးတာနဲ့ကြုံသွားလို့ရှိရင်လေဒီလူဟာစိတ်ဓာတ်ဘလောက်ထိအောင်ကြံ့ခိုင်တယ်ဆိုတာအကဲခတ်လို့ရသွားပြီကြံ့ခိုင်တယ်မကြံ့ခိုင်ဘူးသိနိုင်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ညာတိပြဿနာဆွေတွေမျိုးတွေတဲ့ကပျက်စီးသွားဆွေတွေမျိုးတွေသေဆုံးတယ်ပျက်စီးတယ်ဆိုလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်မှုဘလောက်ရှိတယ်လဲစိတ်ဓာတ်မကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ဟာပြိုလဲသွားတာပဲအဲ့ချိန်ဟောဒါတွေကလူတွေဟာလူလောကမှာနေနေတဲ့ကြတဲ့ပုဂ္ဂိုလ်တွေညာတိပြဿနာဆိုတာကြုံရတာကြီးပဲမဟုတ်လားမကြုံဘူးဆိုတာမရှိဘူးအိမ်တိုင်းညာတိပြဿနာဆိုတာကြုံတာကြီးပဲเนาะဆွေတွေမျိုးတွေကနေပြီးတော့ပျက်စီးဆုံးရှုံးသွားတာတွေကြုံပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်မှုမရှိတဲ့လူကပြိုလဲသွားနိုင်တယ်အဲ့ဒါကိုပြောတာစိတ်ဓာတ်ကြံ့ခိုင်မှုရှိမရှိအဲ့ဒီအချိန်မှာသိတာလေပေါ့နောက်တစ်ခုကရောဂပြဿနာရောဂပြဿနာဆိုတာယောဂဖြစ်တာယောဂဒီပင်လင်ပျက်စီးဖို့ဖြစ်လာတာပြဿနာတရား၅ပါးရှိတယ်နော်ညာတိပြဿနာတဲ့ဘောဂပြဿနာတဲ့ရောဂပြဿနာဒီနေရာမှာဒီ၃မျိုးပဲပြောနေတာသီလပြဿနာနဲ့ဒိဋ္ဌိပြဿနာနှစ်ခုကကိုချင်းတရားနဲ့အမြင်နဲ့ဆိုင်လောကလူတွေဟာစိတ်ဓာတ်မခိုင်တာဘာနဲ့ပတ်သက်မခိုင်တော့ဆိုရင်ညာတိပြဿနာဆွေတွေမျိုးတွေပျက်စီးရင်လည်းငိုကြတယ်ဟုတ်ကဲ့လားဘောဂပြဿနာစီးစိမ်ဥစ္စာတွေပျက်စီးရင်လည်းငိုကြတယ်ရောဂပြဿနာယောဂဖြစ်ရင်လည်းငိုကြတယ်သို့သောသီလပြဿနာကိုချင်းတရားပြတ်သွားဘယ်သူမှမငိုဘူးဘယ်သူမှမငိုဘူးဒိဋ္ဌိပြဿနာအယူဝါဒပြောင်းလဲဖောက်ပြန်သွားတယ်ဘယ်သူမှမငိုအရေးကြီးတာကတော့သီလပြဿနာနဲ့ဒိဋ္ဌိပြဿနာအပယ်ထိအောင်ကြစေနိုင်တယ်ညာတိပြဿနာဘောဂပြဿနာရောဂပြဿနာဆိုတဲ့ဒီပြဿနာတရား၃ပါးကဒီတဘဝတည်းပဲခံရတာတဲ့အဲ့တော့ဟိုဘက်ကျတော့တတ္တိကောင်းတယ်ဒီဘက်ကျတော့တတ္တိမကောင်းဘူးဒီလိုဖြစ်တယ်နော်အဲ့ဒါဘာလို့ဖြစ်ရတာလဲဆိုတန်ဖိုးထားရခြင်းမတူလို့ပေါ့သူတော်ကောင်းတွေကြတော့ညာတိကိုလည်းဒီလောက်တန်ဖိုးမထားဘူးဘောဂကိုလည်းဒီလောက်တန်ဖိုးမထားဘူးသူတို့တန်ဖိုးထားတာကဘာတော့ဆိုရင်သီလနဲ့ဒိဋ္ဌိအဲ့ဒါအပြည့်မခံဘူးဒါကသူတော်ကောင်းတွေရဲ့အတွေ့ဟုတ်ကဲ့လားတာမန်ပုဂ္ဂိုလ်တွေကအဲ့ဒါလို့မဟုတ်ဘူးအေးညာတိပြဿနာနဲ့တွေ့လိုက်တဲ့အခါမှာမခံနိုင်ဘူးဘောဂပြဿနာနဲ့တွေ့တဲ့အခါမှာမခံနိုင်ဘူးရောဂပြဿနာဆိုတဲ့အခါယောဂဖြစ်လာလို့ရှင်လေလူတွေကမခံနိုင်ကြဘူးမခံနိုင်သည့်အတွက်ကြောင့်မြန်မာပြည်မှာဗုဒ္ဓဘာသာလူမျိုးတွေပင်ဖြစ်လေကစားယောဂကိုနာမည်တက်လိုက်လို့ရှင်ဒီလူကမြန်မြန်သေသွားတတ်တယ်မခံနိုင်လို့ဟုတ်ကဲ့လားမခံနိုင်သည့်အတွက်ကြောင့်သေမဲ့ယောဂမျိုးဆိုလို့ရှိရင်အဲ့ဒီလူကမြန်မြန်သေသွားတတ်တယ်ခံနိုင်ပြီဆိုလို့ရှိရင်အသက်ရှည်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်ဆရာဝန်တွေက3လပဲခံမယ်5လပဲခံမယ်6လပဲခံမယ်ဆို6နှစ်လောက်နေသွားတာတွေတောင်ရှိသေးတယ်ဘာဖြစ်လို့စိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်တွေမှာစိတ်ဓာတ်ကြံ့ခိုင်လို့ရှိရင်ဘာမှမဖြစ်ဘူးလူဆိုတာတော့ယောဂရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီနေ့တော့သေမှာပဲမဟုတ်လားအေးစိတ်ဓာတ်ကြံ့ခိုင်အောင်ကြိုးစားဖို့ကဒါလူရဲ့အရည်ချင်းတစ်ခုပဲ
ဘာတွေပဲလာခဲ့စိတ်ဓာတ်ကြန့်ခိုင်နေရဆိုလိုတာကတစ်ဖက်ကပြောမယ်ဆိုရင်လောကဓာတ်မုံတိုင်းကိုကြံ့ကြံ့ခံဖို့ပေါ့မုံတိုင်းနဲ့တွေ့တဲ့အခါမှာကြည့်သစ်ပင်ကြီးတွေကရိမ့်ထိုးနေတယ်တချို့ကြတော့သစ်ပင်ကြီးတွေဟာအကိုင်းတွေကျိုးကျသွားတချို့ကြတော့အမြစ်ပါထောင်လဲသွားကြမ်းခိုင်မှုမရှိတာကိုပြောတာနော်ကဲတောင်ကြီးတွေကြတော့မုံတိုင်းနဲ့တွေ့တာဘာဖြစ်တော့ဘာဖြစ်ဒါကြောင့်မို့လို့တောင်ကဲ့သို့ကိုယ်စိတ်ဓာတ်ခိုင်မာအောင်ကြိုးစားအထောက်ဒါကိုဌာမလို့ပြောတာနော်လောကမှာနေလို့ရှိရင်လောကရန်မုံတိုင်းဆိုတာလာမှာပဲဆွေမျိုးတွေပျက်စီးတာနဲ့လည်းကြုံရမယ်စီးစိမ်ဥစ္စာတွေပျက်စီးတာနဲ့လည်းကြုံရမယ်ယောဂဖြစ်တာနဲ့လည်းကြုံရမယ်ဘာပဲကြုံလာတုံလုံးခြောက်ခြားမှုမရှိဘဲနဲ့ကြံ့ကြံ့ခိုင်နိုင်ရမယ်ဒါလေ့ကျင့်ယူရမယ်ဟာပြောတာနော်အေးမသိချင်ဘူးဆိုတဲ့ပုံကိုယ်တွေကသိလာတဲ့အခါကျမခံနိုင်တော့ဘူးသွားရခံနိုင်အောင်ကိုယ့်ကိုလေ့ကျင့်ထားရမယ်လို့ဒီလိုဆိုလို့မြတ်စွာဘုရားကမရဏတ္တိဘာဝနာတို့ဘာတို့ပွားခိုင်းတာဆိုတာဒါကိုပြောတာနော်စိတ်ဓာတ်ချမ်းခံမှုအတွက်ကိုယ်စိတ်ကိုလေ့ကျင့်ထားတဲ့မလေ့ကျင့်လို့ရှိရင်စိတ်ဓာတ်ဟာပျော့ညံ့ပြီးတော့မဖြစ်တဲ့အကုသိုလ်တွေဖြစ်လာတာပေါ့တောကတွေပရိဒေဝတွေနဲ့ဒီလိုဖြစ်လာကောင်းပြီဒါကြောင့်မို့မြတ်စွာဘုရားကအပဒါတုထာမောဝေရိတဘောတဲ့ဒုက္ခကျုံလာတဲ့အခါမှာလူရဲ့စိတ်ဓာတ်ချမ်းခိုင်မှုရှိမရှိဆိုတာကိုသိရတယ်ကဲနောက်တစ်ခုကဘာလဲလို့ဆိုရင်ပညာလူတွေမှာတန်ဖိုးရှိဆုံးအရာဟာပညာပဲပေါ့တန်ဖိုးရှိဆုံးအရာပညာပဲလူတွေရဲ့အသိဉာဏ်ကြောင့်လူလောကလူတွေဟာတိရစ္ဆာန်ကိုအုပ်ချုပ်နိုင်တာတိရစ္ဆာန်နေတဲ့လူကသားနေတာဒီအသိဉာဏ်ပဲဟုတ်ကဲ့ဒီပြင်ဘက်ကပြိုင်မယ်ဆိုရင်လူတွေကအရှုံးပဲကြည့်လေခွေးတစ်ကောင်နဲ့အပြေးပြိုင်ကြည့်ပါလားဘယ်သူရှုံးလူရှုံးမှာပဲငါးတစ်ကောင်နဲ့ရေကူးပြိုင်ကြည့်ပါလားဘယ်သူရှုံးငှက်နဲ့ပြိုင်ပြီးတော့ကောင်းကင်ပြန်ကြည့်ပါလားဘယ်သူရှုံးလူပဲရှုံးသူတို့စွမ်းရည်တတ္တိမမီဘူးငါးရဲ့ရေကူးနိုင်တဲ့စွမ်းရည်တတ္တိလူမမီဘူးခွေးတို့ယုံတို့တိရစ္ဆာန်တွေရဲ့လျင်မြန်မှုကိုလူတွေမမီဘူးနော်ငှက်တွေလိုကောင်းကင်ပြန်နိုင်စွာမရှိဘူးဆင်ကြီးနဲ့ပြိုင်ပြီးတော့တစုံတစ်ခုကိုမမယ်ဆိုရင်ဘယ်သူရှုံးမလို့အေးဒါဖြင့်လူကအရာရာမှာရှုံးနေတယ်တဲ့ဒါဖြင့်လူကအနိုင်ရတဲ့လူရဲ့အရေးချင်းဟာဘာလဲဆိုပညာပဲဒီအကြောင်းကိုအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တုပ်ထဲမှာပါA Science of Human ဆိုတဲ့စာအုပ်ထဲမှာလူရဲ့ခန္ဓာကိုယ်တိဆောက်ပုံကအမတန်ကိုယ်ကနိုင်တယ်တဲ့ခုနကအချက်ကလေးတွေသူကစဉ်းစားပြီးတော့ပြထားတယ်အလွန်တဘာဝကြတာပေါ့ဒါနော်အဲ့တော့လူသားတာကသူတို့ကြတော့ဗာရေးထားတော့ဆို brain နဲ့အုံနောက်ကတာတယ်လို့ပြောတယ်ဘုန်းကြီးတို့စာပေရဆိုလို့ရှိရင်ပညာကတာတယ်လို့ပြောရပါနော်အဲ့တော့လူလောကလူရလို့ဖြစ်လာတယ်ဆိုလို့ရှိရင်အသိပညာဟာသိတန်မိုးရှိတယ်တန်မိုးရှိသည့်အတွက်ကြောင့်လူဘဝရောက်လာလို့ရှိရင်ဘာလုပ်ကြလဲအခုချိန်မိဘကစပြီးတော့သင်ပေးပြီမဟုတ်လားနောက်ကြရင်ဘယ်ပို့တော့ကျောင်းပို့တယ်ကျောင်းပို့တာဘာအတွက်တော့ပညာအတွက်ပဲဒီတိုင်းနေလို့ရှိရင်ပညာမရှိဘူးဆိုလို့ရှိရင်ပညာမရှိသူဤဝန်တန်းနဲ့ဆိုပြီးပညာရှိအောင်ကြိုးစားဖို့တွေအမျိုးမျိုးလူရဲ့တန်ဖိုးဟာပညာဆိုတာအလွန်ထင်ရှားတယ်ပေါ့နော်လူလောကလူတွေဟာအလုံးပေါ်မှာအုပ်စီးနိုင်တာပညာကြောင့်ပဲဒါဖြင့်အဲ့ဒီပညာဟာဒီလောက်တန်ဖိုးရှိတဲ့ပညာဒီလူမှာပညာရှိမရှိဘယ်နည်းနဲ့သိနိုင်တုံးဆိုတာကိုမြတ်စွာဘုရားကတာကိစ္ဆာယပညာဝေဒိတပါ
တာကိစ္ဆာယဆွေးနွေးတိုင်ပင်ခြင်းဖြင့်သို့မဟုတ်အတူတကွစကားပြောဆိုကြည့်ခြင်းဖြင့်ပညာလူတယောက်ရဲ့အသိပညာကိုဝိရိတဘာသိနိုင်တယ်ဒီလူဟာအသိပညာရှိမရှိဆိုတာဟာသူနဲ့ဆွေးနွေးမေးမြန်းကြည့်ခြင်းဖြင့်သိနိုင်တယ်လို့ပြောတာနော်အဲ့တော့လူတယောက်ရဲ့ပညာရည်ချင်းကိုသိကျင်တယ်ဆိုလို့ရှိရင်သူနဲ့ဆွေးနွေးကြည့်တဲ့အခါသူပြောတဲ့စကားရဲ့အတိမ်အနက်သူပြောတဲ့စကားဟာတိမ်သလားနက်သလားဓာတ်ပေါ်မှာမူတည်တယ်သူပြောတဲ့စကားဟာအနှစ်သာရရှိသလားအနှစ်သာရမရှိဘူးလားသူမေးတဲ့မေးခွန်းသူဖြေရှင်းပုံသူရှင်းပြပုံဟာအနှစ်သာရရှိသလားမရှိဘူးလားအဲ့ဒီပေါ်မှာမူတည်ရမယ်ဟုတ်ကလားအဲ့ဒါဥပမာလေးတစ်ခုနဲ့ကြည့်မယ်ဆိုလို့ရှိရင်ရေဆိုပါစို့ရေထဲမှာငါးတွေရှိတယ်ငါးသေးသေးလေးကနေပြီးတော့ရေအောက်မှာငါးသေးသေးလေးရှိလို့ရှိရင်ရေလှိုင်းလေးတွေရေဝဲလေးတွေကသေးသေးလေးပဲထွက်တယ်အဲ့ဒါကိုကြည့်ပြီးတော့ဟောငါးသေးတယ်ပေါ့ပြောလို့မရဘူးလားဒီငါးလေးကသေးသေးလေးပဲလှိုင်းကြက်ကလေးကသေးသေးလေးပဲထားတယ်ဆိုငါးသေးသေးလေးလို့ဒီလိုပြောလို့ရတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့လှိုင်းကြက်ကြီးကြီးမားမားထားလို့ရှိရင်ဘာလို့ပြောရမလဲငါးကြီးကြီးလို့ပြောရမယ်တဲ့အဲ့ဒါမျိုးလိုပဲပုဂ္ဂိုလ်တယောက်ဟာသူပြောတဲ့စကားဟာအတိမ်အနက်နှမျိုးမှာသူကတိမ်တိမ်ပဲသူပြောတဲ့စကားဟာအပေါ်ယံပဲအနှစ်သာရခင်းမဲ့တယ်ဆိုရင်ဒီလူပညာမရှိဘူးအနှစ်သာရရှိပြီးတော့လေးနဲ့တဲ့စကားမျိုးဆိုရင်ဟာဒီလူကပညာရှိတယ်လို့ပြောရတယ်ဒီလိုပညာရှိမရှိဆိုတာကိုလည်းပဲမြတ်စွာဘုရားကကာလအတော်ကြာမှသိတယ်တဲ့တတိထားကြည့်မှသိတယ်ပညာရှိမှသိတယ်လို့ဒီလိုဟောတယ်ဟုတ်ကဲ့လားအဲ့ဒါသူ့အကြောင်းကိုယ်အကြောင်းဆိုတာဒါကိုပြောတာသူ့အကြောင်းပြန်ပြီးတော့ချုပ်ကြည့်လိုက်တဲ့အခါကျတော့ကိုယ်သီလရှိမရှိသူ့သီလရှိမရှိသူ့အကြောင်းကိုယ်အကြောင်းပေါင်းသင်ကြည့်မှသိမယ်စကားပြောကြည့်တဲ့အခါမှာဂရိတီတယ်မတီးဘူးရှေးစကားနောက်စကားညီတယ်မညီဘူးဆိုတာသိနိုင်တယ်ဆင်းရဲဒုက္ခကြုံတဲ့အခါမှာဒီလူရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုရှိမရှိဆိုတာသိနိုင်တယ်ဆွေးနွေးပြီးတော့စကားပြောဆိုကြည့်တဲ့အခါကျတော့မှတိုင်ပင်ဆွေးနွေးကြည့်တဲ့အခါမှာဒီလူဟာပညာရှိတယ်မရှိဘူးဆိုတာသိနိုင်တယ်ဆိုလူတွေမှာတန်ဖိုးရှိတဲ့အရာတွေကဘာတွေတုံးဆိုတာကိုဒီသုတ်တန်အရာကောက်ချက်ချကြည့်လို့ရှိရင်နံပါတ်1ကိုချင်းတရားနံပါတ်2စကားတီးတာနံပါတ်3ကစိတ်ဓာတ်တည်ငြိမ်မှုစိတ်ဓာတ်ကြံ့ခိုင်မှုနံပါတ်4ကဘာလဲပညာဒီရည်ချင်းတွေသူများတွေပြည့်စုံဖို့မဟုတ်ဘူးဘုန်းကြီးတို့တွေပြည့်စုံဖို့ပြောနေတာနော်မပြည့်စုံသေးဘူးဆိုရင်ကိုယ်တိုင်ပြည့်စုံအောင်လုပ်ရမယ်ပြည့်စုံဖို့ဟာအမတန်မှအရေးကြီးပါတယ်နံပါတ်1ကိုချင်းတရားနဲ့ပြည့်စုံအောင်လုပ်ရမယ်ဒါကိုအကြောင်းပဲနံပါတ်2ကစကားတီးရမယ်နံပါတ်3ကစိတ်ဓာတ်ကြံ့ခိုင်ရမယ်နံပါတ်4ကပညာရှိရမယ်ဒီအရေးချင်းတွေအမတန်မှအရေးကြီးတယ်ကဲပညာဆိုတာနဲ့ပတ်သက်ပြီးတော့ပညာကလောကီပညာလောကုတ္တရာပညာလို့ဆိုပါစို့သို့မဟုတ်ဓမ္မရေးရာပညာလောကီနဲ့ပတ်သက်တဲ့ပညာတွေကလည်းအမျိုးမျိုးရှိတယ်စီးပွားရေးပညာရှိတယ်လူမှုရေးပညာရှိတယ်ပညာမျိုးစုံရှိတယ်ပေါ့ပညာဆိုတာဘယ်ပညာပဲတတ်လောကီပညာတွေတတ်ရင်တဘဝတဏ္ဍစာတော့မရပေဘူးလားအောက်ထစ်ဆုံးကနေဆက်ချုပ်တတ်တယ်ဆိုလို့ရှင်လည်းရတာဟုတ်ကဲ့လားကွန်ပျူတာကင်တတ်တယ်ဆိုလဲထမင်းစားရမှာပဲပေါ့ပညာရဟာဘာပညာနဲ့ပဲဖြစ်ဖြစ်ဘဝယတ္တိဖို့အတွက်အထောက်အကူမဖြစ်ဘူးလားဘဝယတ္တိဖို့အတွက်အထောက်အကူဖြစ်ရုံကလေးနဲ့ခြေနှက်နေမယ်ဆိုလို့ရှိရင်လူဖြစ်ရကြတော့မနှက်သေးဘူးဘာဖြစ်လို့တော့ဆိုတော့ဘယ်တတ္တဝါပဲဖြစ်ဖြစ်သူရောက်ရှိလာတဲ့ဘဝလေးကိုတော့သူ့ဟာသူကြိုးစားပြီးယတ္တိနိုင်အောင်သူ့ဟာသူကြိုးစားကြမှာပဲဒါအလေးနဲ့ထားရတဲ့ကိစ္စလည်းမဟုတ်ဘူးဟုတ်ကဲ့လားဘ
ဝယတ္တိရဲ့အတွက်လူတိုင်းကြိုးစားတာအဆန်းမဟုတ်ဘူးဒါဖြင့်ဘာကအရေးကြီးတာတုံးလို့ဆိုတော့အမတန်မှထူးခြားတဲ့ပညာရက်တွေသိနိုင်ဖို့အခွင့်အလမ်းတွေရှိနေတဲ့အချိန်မှာဓမ္မရေးရာနဲ့ပတ်သက်တဲ့ပညာရက်တွေရဖို့ကပိုအရေးကြီးပါတယ်။ဘာဖြစ်လို့တော့ဆိုရင်ဒီပညာရက်ကနေရာတကာမှာမရနိုင်ပါဘူး။ဒီပညာရက်ကနေရာတကာမှာမရနိုင်ဘူး။ဓမ္မနဲ့ပတ်သက်တဲ့ပညာဟာဖျားပွင့်တဲ့အခါမှာရနိုင်တယ်ပေါ့။ဖျားပွင့်ပြီးတော့ဖျားတရားနာခွင့်ရတဲ့အခါမှာရနိုင်တယ်တဲ့။အေးကောင်းပြီတကယ်အရေးကြီးတဲ့ပညာတွေကဘာတွေလဲဓမ္မပညာနဲ့ပတ်သက်ပြီးတော့ဘဝခရီးကိုဘုန်းကြီးတို့တွေရှောက်လန်းရမယ်ဆိုရင်နံပါတ်1ဘာအရေးကြီးလဲသိရမယ့်ပညာတစ်ခုကဘာလဲကုသိုလ်နဲ့အကုသိုလ်သိတဲ့ပညာဒါအရေးကြီးတယ်ပေါ့ဒါကကုသိုလ်ဒါကအကုသိုလ်သို့မဟုတ်ဒါကအပြစ်ရှိတဲ့အလုပ်ဒါကအပြစ်ရှိတဲ့အပြစ်မရှိတဲ့အလုပ်လို့ဒီလိုသိဖို့အရေးမကြီးဘူးလားအေးအပြစ်ရှိတာအပြစ်မရှိဘူးဆိုတာမှမသိဘူးဆိုလို့ရှိရင်ဘာတွေဖြစ်လာနိုင်တော့အပြစ်ရှိတာကိုမရှိဘူးလို့ထင်တယ်ရှိတာကြတော့မရှိဘူးလို့ထင်တယ်ဟုတ်ကဲ့လားအပြစ်ရှိတာကြတော့အပြစ်မရှိဘူးလို့ထင်တယ်အပြစ်မရှိတာကြတော့အပြစ်ရှိတယ်လို့ထင်တယ်ထင်တဲ့အခါထင်ယုံနေရတာမဟုတ်ဘူးအပြစ်ရှိတာကိုအပြစ်မရှိဘူးထင်ပြီးတော့လှုပ်တယ်ဒုက္ခမရောက်ဘူးလားအပြစ်မရှိတာကိုအပြစ်ရှိတယ်ထင်ပြီးတော့မလှုပ်ဖဲနေတယ်ဒုက္ခမရောက်ဘူးလားရောက်တယ်ဒါကြောင့်မို့နံပါတ်1အရေးကြီးဆုံးကဟုတ်လားခြုံပြောမယ်ဆိုရင်ကုသိုလ်အကုသိုလ်ဆိုတာစာစကားသံပါလို့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိဖို့အရေးကြီးတာပဲဘယ်ဟာလှုပ်တဲ့တယ်ဘယ်ဟာမလှုပ်တဲ့ဘူးဆိုတာဒါသိဖို့အရေးမကြီးဘူးလားမသိဘူးဆိုလို့ရှိရင်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်လိုက်မယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ထင်လိုက်မယ်အဲ့ဒီနှစ်ခုစလုံးဟာမလှုပ်တဲ့နာကိုလှုပ်ရင်လည်းအပြစ်ပဲလှုပ်တဲ့နာကိုမလှုပ်ရင်လည်းအပြစ်ပဲတဲ့တူတူပဲအကျိုးမဲ့ဖြစ်စေတာချင်းဟာတူတူပဲဒါကြောင့်မို့လူလောကရောက်လာလို့ရှိရင်စာဝတ်နေရေးပညာလေးတည်းမဟုတ်ဘဲနဲ့လှုပ်တဲ့မလှုပ်တဲ့ကုသိုလ်အကုသိုလ်ပြစ်ရှိမရှိဆိုတာလေးသိအောင်အခြေခံအပြင်စ조사တဲ့နေပေါ့ဒါအခြေခံသိရမယ့်ပညာလေးတစ်ခုကဲဒီတဲ့အဆင့်တစ်ခုမြတ်လိုက်ပါအောင်ဒီလောက်လေးသိုံလေးနဲ့တော့မလုံလောက်သေးဘူးနောက်သိရမှာဘာတော့လို့ဆိုလို့ရှိရင်လူဆိုတာဘာနဲ့ဖွဲ့စည်းထားသလဲလူဆိုတာရုပ်နဲ့နာမ်နှမျိုးနဲ့ဖွဲ့စည်းထားတယ်ရုပ်ဆိုတာအာယုံကိုမသိတတ်ဘူးထင်ထင်ရှားရှားပြောင်းလဲပျက်စီးတတ်တယ်ဆန့်ကျင်မဲ့အကြောင်းတရားတွေနဲ့တွေ့ရင်ထင်ထင်ရှားရှားပြောင်းလဲပျက်စီးသွားတာဟာရုပ်တာမန်အပြင်သေယုတ်ထုတ်ကြည့်မယ်ဆိုလို့ရှိရင်လူတဏ္ဍာမှာရှိတဲ့မာပြော့အဆိုင်အခဲတွေအလုံးဟာပထဝီပဲဟုတ်ကဲ့လားအရေးသဘောတွေယူစည်းတဲ့သဘောတွေစုစည်းထားတဲ့သဘောတွေကအာဘောစုစည်းထားတဲ့သဘောတွေကအာဘောပူတယ်အေးတယ်ဆိုတဲ့သဘောကတေဇောတွန်းကန်တယ်လှုပ်ရှားတယ်စုနေအောင်တွန်းထားတယ်ဆိုတဲ့သဘောတွေကဝါယောဒုက္ခဏကိုယ်ထဲမှာဒါပဲရှိတယ်လို့ဒီသိတဲ့အသိကြတော့ခုနအသိတဲ့မြင့်သွားပြီပေါ့အေးယုတ်ဓမ္မတွေအကြောင်းကိုအခြေခံကနေစသိတယ်နောက်နန္တရားတွေအကြောင်းကိုသိတယ်အေးနန္တရားတွေဟာကိုယ်တဏ္ဍာမှာအမြဲရှိနေသလားဆိုတာစဉ်းစားကြည့်ဖို့လိုတယ်ပေါ့ဒလဇတ်ဖြစ်နေတာတော့ဟုတ်တယ်သို့တော့ဒီနန္တရားလေးတစ်ခုကမွေးကြတဲ့ကစလာတာခဏထိရှိတော့ပဲလို့အများအပြားအဲ့ဒါလို့ထင်နေကြတယ်မဟုတ်ဘူးနန္တရားဟာပေါ်ပြီးချက်ချင်းပျောက်သွားတာအကြောင်းတိုက်ဆိုင်လို့ပေါ်လာပြီးတော့ချက်ချင်းပျောက်သွားတာဘယ်အရာမှရပ်နေတာမရှိဘူးပို့ပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်ဥပမာလေးတွေနဲ့ကြည့်ရတယ်အေယာဝတီမြစ်ကမ်းခြေကိုသွားပြီးတော့မြစ်ရည်တွေကိုကြည့်ကြလိုက်ပေါ့ကိုကြည့်နေတဲ့မြစ်ရည်တွေကပထမဆုံးစကြည့်တဲ့မြစ်ရည်ကစီးသွားပြီနောက်တစ်ခါထပ်ကြည့်ရင်အဲ့ဒီမြစ်ရည်ဟုတ်သေးရဲ့လားဟုတ်ပါဘူးဗျာအေးအဲ့ဒီတိုင်းပဲယုတ်တရားတွေနံတရားတွေဆိုတာထင်ထာဝရပြောင်းလဲနေတာလို့
ဒီလိုသိတဲ့ပညာဟာရုပ်နဲ့နာမ်နဲ့ရုပ်ဆိုတာအာယုံကိုမယူတတ်ဘူးမသိတတ်ဘူးအသိမရှိဘူးနာမ်ဆိုတာအာယုံကိုသိတတ်တယ်ဒီနှစ်ခုပေါင်းစပ်ထားတာဖြစ်တယ်ဆိုပါစို့အိယာတဲ့လဲလျောင်းနေရင်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့ဟောဒီအိယာကြီးကငါ့ပေါ်မှာလူတယောက်လဲလျောင်းနေတယ်ဆိုတာကိုမသိသလိုငါရဲ့ရုပ်ခန္ဓာကိုယ်ကြီးကလည်းငါဟာအိယာပေါ်မှာလဲလျောင်းနေပါလားလို့သိရဲ့လားမသိဘူးသိနေတာလေးကစိတ်ကလေးနန္တရားလေးဟောအဲ့ဒီလိုလေးတွေးကြည့်လိုက်တာနဲ့ယုံနဲ့နံနဲ့နှစ်ခုဆိုတာမထင်ရှားဘူးလားထင်ရှားပါတယ်ဗျာအခြေခံအားဖြင့်ဝိပဿနာဉာဏ်လေးတွေကိုအဲ့ဒီလိုလေးရအောင်ကိုအဲ့လိုနှလုံးသွင်းကြည့်ဖို့အဲ့ရင်လည်းနှလုံးသွင်းလို့ရတာပဲထိုင်ရင်လည်းနှလုံးသွင်းလို့ရတာပဲယုံနဲ့နံနဲ့နှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားနေတာကြည့်လေနန္တရားကနေလှုပ်ချင်တာလေးပေါ်လာသည့်အတွက်ကြောင့်ယုတ်ကလိုက်လှုပ်နေရတယ်ယုတ်ကငါလှုပ်နေရတယ်လို့မသိဘူးနော်လှုပ်ချင်တာကနံလှုပ်နေတာကရုပ်ဆိုပြီးတော့ဒီလိုဖြစ်နေအဲ့ဒီလိုသဘောလေးကွဲသွားပြီးဒီတဲ့ပို့ပြီးတော့ရှင်းရှင်းလင်းလင်းကွဲသွားတာနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်ပညာပဲဒါအဲ့ဒီပညာကြတော့တမ္မာပညာမဟုတ်တော့အဆင့်မြင့်လာပြီနာမရူပပရိစ္ဆေဒလို့ခေါ်တဲ့ယုံနဲ့နံကွဲသွားပြီနောက်ဆုံးမှာကိုယ်နှာခေါင်းကလေရှူးနေတာလေးပဲနည်းနည်းလေးအာရုံပြုတ်ကြည့်လိုက်ပေါ့လေရှူးနေတဲ့အချိန်မှာဘယ်နှခုရှိသလဲစဉ်းစားပြီးတော့ရှူကြည့်ထွက်လေဝင်လေလေးရှိတယ်အဲ့ဒီလေလေးကနှာသီးပြားကိုထိသွားတာရှိတယ်ထိမှန်းသိလိုက်တာလေးရှိတယ်ဟောသုံးခုရှိတယ်ပေါ့လေလေးကတစ်ခုနှာသီးပြားလေးကတစ်ခုသူတို့ထိလို့ထိမှန်းသိသွားတာလေးကတစ်ခုဘယ်နှခုလဲအဲ့ဒီသုံးခုထဲမှာကြည့်မယ်ဆိုလို့ရှိရင်လေလေးကဝါယောယုတ်ကလေးပဲဝါယောဖွတ်တဘာယုံလို့ခေါ်တဲ့ဝါယောယုတ်ကလေးပဲနာသီးပြားလေးကကာယပတာရလေးပဲဒါလည်းယုတ်ပဲဟောသူတို့နှစ်ခုပေါင်းစုံလို့သိလိုက်တာလေးကြတော့နန္တရားလို့ဒီလိုအသက်ရှူးနေတဲ့အချိန်လေးမှာယုတ်လေးနံလေးဒီသဘာဝတရားလေးတွေကိုပထမတော့ဒီလိုတွေးကြည့်တာပေါ့တမ္မာသင်္ကပ္ပဆိုတာနဲ့တွေးကြည့်ပြီးနောက်ဆုံးကြတော့တိုက်ရမြင်လာတဲ့တမ္မာဒိဋ္ဌိဆိုတာပရမတ်စစ်စစ်ကိုမြင်လာမှာပေါ့ဟုတ်ကဲ့လားဒီအခြေကစလိုက်လို့နောက်ဆုံးမှာဖြစ်ခိုက်လေးထိအောင်မြင်သွားပြီဆိုရင်အစစ်မြင့်တဲ့ဟာဖြစ်သွားတယ်အဲ့ဒီလိုမြင်ပြီဆိုလို့ရှိရင်နာမရူပပရိစ္ဆေဒပေါ့နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာ analytical knowledge of mind and matter ပဲရုပ်နဲ့နာမ်နှစ်ခုကိုကွဲပြားပြားသိသွားလို့ရှိရင်ကိုယ်တဏ္ဍာမှာဘာပျောက်သွားတော့တခဏအားဖြင့်ဘာပျောက်သွားတော့ဆိုရင်တက္ကာယဒိဋ္ဌိတဲ့ခန္ဓာကိုယ်ကြီးကိုအတ္တသို့မဟုတ်အတ္တရဲ့ပစ္စည်းဥစ္စာလို့ထင်နေတာအတ္တပိုင်ဆိုင်တဲ့အရာလို့ထင်နေတဲ့မှားယွင်းတဲ့အယူဆကြီးတစ်ခုပျောက်မသွားပေဘူးလားယုံနဲ့နာနှမျိုးသာရှိတယ်ယုံနာလွဲပြီးတော့မရှိဘူးတတ္တဝါလို့ခေါ်တာသင်္ခါရတတ္တဝါလို့ခေါ်စရာလောကမှာမရှိဘူးဒီယုံနာနှစ်ခုပဲဆိုတာကိုသဘောပေါက်သွားတယ်အဲ့ဒီပညာကြတော့ခုနပညာတွေတဲ့အဆင့်မြင့်သွားပြီပေါ့ဟုတ်ကဲ့လားနောက်ဒီတဲ့တခါကိုယ့်ရဲ့အသိဉာဏ်ကိုတိုးမြင့်လိုက်မယ်ဘယ်လိုတိုးမြင့်ခုနကပြောတဲ့ရုပ်တရားတွေနံတရားတွေဆိုတာအကြောင်းမဲ့ဖြစ်နေတာလားဆိုမဟုတ်ဘူးအကြောင်းရှိတယ်ကြည့်ထွက်လေဝင်လေလေးကိုတတိထားလိုက်လို့ရှင်လေလေးကနာသီးပြားလေးကိုလာထိတာထိလိုက်တဲ့အခါသိစိတ်လေးပေါ်လာတယ်ဩလေလေးကလာထိတာရဲ့နော်နာသီးပြားလေးနဲ့လေလေးထိလိုက်တာကအကြောင်းတရားအသိစိတ်လေးပေါ်လာတာကအကျိုးတရားအကြောင်းအကြောင်းအကျိုးဆိုတာသဘောပေါက်မသွားဘူးလားတခြားနေရာတွေမှာလည်းဒီလိုပဲအကြောင်းနဲ့အကျိုးကိုဆင်ခြင်စဉ်းစားလို့ရှင်းရှင်းကြီးမြင်လာပြီဆိုလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တာပေါ့အကြောင်းတရားတွေကိုပါတွဲဖက်ပြီးတော့သိလာတယ်ဒီတဲ့ကြဲကြဲပြန့်ပြန့်ဆိုလို့ရှိရင်ပရိစ္ဆသမုပ္ပါဒ်အတိုင်းနားလည်မှုတွေဖြစ်လာတယ်ပေါ့နော်ဒါရှိလို့ဟိုဟာရှိလာတဲ့ဆိုတာတွေကိုသဘောပေါက်လာပရိစ္ဆသမုပ္ပါဒ်ကိုအကျဉ်းချုပ်ပြောတဲ့အခါမှာဣမတမိန်တတိဣဒံဟောတိဒါဖြစ်ရင်ဟိုဟာဖြစ်တယ်တဲ့ဟောအကြောင်းတရားရှိရင်အကျိုးတရားလာမှာပဲဆိုပါစို့အခုကြည့်လေလျှက်စစ်မီလေးရှိနေသည့်အတွက်ကြောင့်အလင်းရောင်မရှိဘူးလားရှိပါတယ်ဗျာ
လျှက်စစ်ဓာတ်အားပြတ်သွားတာနဲ့တပြိုင်နက်အလင်းရောင်လာပါမလားဟောဒါဖြင့်လျှက်စစ်အားရှိနေသည့်အတွက်ကြောင့်အလင်းရောင်လာနေတယ်ဆိုတာမထင်ရှားဘူးလားအဲ့ဒီလိုသဘောကိုပြောတာဒါရှိလို့ဟိုဟာရှိတာဒါအကြောင်းကိုသိသွားတာပေါ့အဲ့ဒါလို့ကိုယ်ခန္ဓာကိုယ်မှာရှိနေတဲ့ယုတ်တရားနံတရားတွေဆိုပါစို့မြင်သိစိတ်ကလေးဆိုရင်မျက်စိနဲ့အဆင်းအာယုံဆုံလိုက်တဲ့အခါမှာမြင်သိစိတ်လေးပေါ်လာတယ်နားနဲ့အသံဆုံသွားတဲ့အခါမှာကြားသိစိတ်လေးပေါ်လာတယ်နှာခေါင်းနဲ့အနံ့ကလေးဆုံရင်နံသိစိတ်ကလေးပေါ်လာတယ်လျှာနဲ့အရသာနဲ့ဆုံသွားရင်ခန္ဓာကိုယ်နဲ့ထိတွေ့တဲ့အာယုံနဲ့ဆုံသွားရင်စိတ်နဲ့အာယုံပေါင်းစုံပြီးသွားလို့ရှိရင်ကြံသိစိတ်ပေါ်လာတယ်ဟုတ်ကလားအဲ့ဒါဆိုင်ရာအကြောင်းလေးတွေကိုအခုလိုသဘောပေါက်တာအခြေခံသဘောပေါက်တာအဲ့ဒီလိုသဘောပေါက်လာလို့ရှင်ပစ္စယပရိက္ခဉာဏ်ဆိုလို့ရှင်ဒီပစ္စယပရိက္ခဉာဏ်ရလိုက်တာနဲ့တပြိုင်နက်လူဆိုတာသာဝရဘုရားဖန်ဆင်းလို့ဖြစ်လာတာဆိုတဲ့အတွေးဟာရှိနိုင်မှာမလားရှိလေအကြောင်းတရားတွေကိုကိုမြင်နေပြီလေဘယ်သူကလာဖန်ဆင်းအောင်မှာတော့ဖန်ဆင်းလို့မရဘူးသူ့ဘာသူဖြစ်နေတယ်ဆိုတာအကြောင်းတရားကြောင့်ဖြစ်တယ်ဆိုတာမသိပေဘူးလားအကြောင်းမဲ့သူဖြစ်ခြင်းလို့ဖြစ်တယ်ဆိုတာရောဟုတ်ကလားမြင်သိစိတ်ကလေးကသူဖြစ်ခြင်းလို့ဖြစ်တာလားဆိုတော့မဟုတ်ဘူးမျက်စိနဲ့အဆင်းအာယုံဆုံလို့ဖြစ်တာဟောအကြောင်းနဲ့အကျိုးသိသွားတာပေါ့အဲ့ဒီလိုအခြေခံသိတာကနေစပြီးဒီတဲ့အဆင့်မြင့်တဲ့အသည့်တွေထိအောင်သွားရမယ်နော်ဒါကအခြေခံလေးတွေကိုပြောပြတာအဲ့ဒါပစ္စယပရိက္ခဉာဏ်ရသွားတာနဲ့တပြိုင်နက်တန်တရားဆိုတာရှင်းသွားတယ်အကြောင်းတရားနဲ့ပတ်သက်ပြီးတော့တန်တရားဆိုတာမရှိတော့ဘူးပေါ့အဲ့ဒါကိုစာလို့ပြောတော့ကင်္ခာဝိတရဏဝိတုဒ္ဓိလို့ခေါ်တယ်ပေါ့ယုံမတန်တရားတွေကိုလွန်မြောက်ပြီးတော့စင်ကြယ်သွားတာအဲ့ဒီနှစ်ခုဟာအင်မတန်မှထူးခြားတဲ့ပညာရနှစ်ခုပဲအဲ့ဒီပညာရနှစ်ခုကိုအခြေခံပြီးတော့သဘာဝတရားတွေကိုဆက်လက်ပြီးတော့ဆင်ခြင်သုံးသပ်မယ်ဆိုလို့ရှိရင်ယုတ်ဓမ္မနန္ဓမ္မတွေရဲ့မမြဲတဲ့သဘောကိုထပ်တလဲလဲသုံးသပ်မိတယ်ဆင်းရဲတဲ့သဘောကိုထပ်တလဲလဲသုံးသပ်မိတယ်ကိုမပိုင်တဲ့သဘောတွေကိုထပ်တလဲလဲသုံးသပ်မိလာရင်သမ္မတနာဉာဏ်လို့ခေါ်တယ်ဟောပညာတွေတစ်ခုတည်းတစ်ခုမြင်မလာဘူးလားမြင်လာပါဗျာအဲ့ဒီကနေပြီးတော့ဖြစ်မှုပြက်မှုတွေမြင်လာပြီဆိုရင်ဥရိယဗျာဉာဏ်ဖြစ်သွားတယ်ပေါ့တစ်ဆင့်မြင်လာဖြစ်မှုပြက်မှုတွေမြင်လာတဲ့အခါဥရိယဗျာဉာဏ်နောက်ဆုံးမှာသိပြီးတော့အသေးစိတ်ပြီးမြင်လာတဲ့အခါကျတော့ဖြစ်တာတောင်မှမမြင်တော့ဘူးပြက်တာကြီးပဲမြင်နေတယ်ဆိုရင်ဘင်္ဂညာတပြက်တည်းပြက်နာတွေမြင်လာတဲ့အခါကြောက်စရာကြီးလို့စိတ်ထဲမှာထင်းလာတာကဘယညာဟုတ်ကလားပြက်နေတာတွေမြင်တော့အော်ကြောက်စရာကြီးပါလားလို့သိလာအခုကျတော့ကြောက်စရာကြီးလို့ဘယ်သူမှမသိဘူးသိပြီဆိုရင်တော့အလောင်းကောင်ကြီးကြည့်ပြီးကြောက်စရာကြီးလို့ထင်ကောင်းထင်မယ်တစ်စေကြောက်တာဟိုအဲ့ဒါဘယညာဆိုတာကျတော့ပြက်နေတာတွေကိုမြင်သည့်အတွက်ကြောင့်ကြောက်စရာကြီးလို့မြင်လာတယ်ဟုတ်ကလားနောက်ညီးငွေ့စရာသင်္ခါရတရားတွေပေါ်မှာညီးငွေ့လာတယ်သင်္ခါရဆိုတာတခြားဟာတွေပြောတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတဲ့ယုံနဲ့နံတွေကိုပြောနေတာနော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ညီးငွေ့လာတယ်တွေ့တာမှုတွေယော့လာတယ်ယော့လာပြီးနောက်ဆုံးဒီသင်္ခါရတရားတွေကလွတ်မြောက်ခြင်းလာတယ်ညီးငွေ့တာကနေဗိဒာညာလွတ်မြောက်ခြင်းတာကမောစိတုကမြတညာအဲ့ဒီတော့လွတ်ချင်လာပြီဆိုရင်လွတ်ရလွတ်ကြောင်းကိုမစဉ်းစားပေဘူးလားဘယ်လိုလုပ်ရမလဲလို့စဉ်းစားတာကပဋိသင်္ခာညာပေါ့အဲ့ဒီနောက်ကြတော့သင်္ခါရတွေရဲ့သဘာဝတွေပေါ်မှာစိတ်ဓာတ်ကလေးဟာတည်ငြိမ်ပြီးတော့အော်သူ့သဘာဝကဒီတိုင်းပါလားလို့စိတ်ဓာတ်တည်ငြိမ်နဲ့ကြည့်ရှုနိုင်သွားတာသင်္ခါရုပ္ပခာညာလို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခာညာအဆင့်ရောက်သွားပြီဆိုလို့ရှိရင်ရင့်တန်လာတာနဲ့တပြိုင်နက်သင်္ခါရုပ္ပခာညာကနေဝိပဿနာဉာဏ်လမ်းဆုံးသွားပြီဆိုရင်ဒါအဆင့်မြင့်ဆုံးဉာဏ်ဖြစ်သွားပြီပေါ့နော်အဲ့ဒီဉာဏ်ကနေပြီးတော့ဟိုဘက်ကြော်လိုက်ရင်နိဗ္ဗာန်တွေ့ဖို့ပဲရှိတော့တယ်ပေါ့နိဗ္ဗာန်နဲ့ကတ်သွားပြီနော်နိဗ္ဗာန်မြင်တဲ့ဉာဏ်ကြတော့ခုနဉာဏ်နေတဲ့ပို့ပြီးတော့အဆင့်မြင့်တယ်ပေါ့အဲ့ဒါပြောတာပညာဆိုတာအဲ့ဒီအဆင့်ရောက်မှပညာဟာပြည့်စုံတယ်ပေါ့နော်လောကီပညာလေးတက်ပြီးတော့BA တဲ့ BCom နဲ့ဆိုရုံနဲ့ပြည့်စုံပါမလားပြည့်စုံဓမ္မပညာကအခုလို့သွားတာအဲ့ဒီပညာရက်တွေရမှမနုဿတဘာဝဒုံလဘောလူဘဝရခဲ့တယ်ဆိုတာအဲ့ဒါအတွက်ပြောတာ
စာဝတ်နေပြည့်စုံတဲ့လူဘဝရခဲ့တယ်လို့မပြောဘူးပဲဖះမှာနော်အခုလိုအသိဉာဏ်တွေရနိုင်တဲ့ဘဝမှာဒီလိုအသိဉာဏ်တွေရသွားပြီဆိုရင်ရခဲ့တယ်လို့ပြောတာနော်အေးရခဲ့တဲ့လူဘဝမှာတန်ဖိုးရှိတဲ့ပညာရက်တွေကိုရအောင်ယူရင်ရနိုင်ရဲ့တန်းနဲ့စာဝတ်နေရေးဆိုတဲ့အသက်ရှိနေထိုင်ရေးဆိုတဲ့ဒီတာမန်အလုပ်တွေနဲ့အချိန်ဖြုံးပြီးတော့အခုလိုရနိုင်တဲ့သာသနာတော်နဲ့ဆက်တဲ့ဓမ္မပညာတွေကိုမရဘဲနဲ့ဘဝတစ်ခုအဆုံးသတ်သွားမယ်ဆိုလို့ရှိရင်နောက်ဘဝတွေမှာသိပ်ပြီးမျောလင်းချက်ရှိတာမဟုတ်ဘူးဟုတ်ကဲ့လားအဲ့တော့မျောလင်းချက်ရှိတုံးကြိုးစားထားလိုက်လို့ရှိရင်ခုကြိုးစားမှုဒီပါရမီပဲပါရမီဖြစ်သွားလို့ရှိရင်နောက်ဘဝဟာဒီတဲ့ကောင်းတဲ့အင်အားဒီတဲ့ကောင်းတဲ့အသိဉာဏ်တွေစွမ်းထက်တာတွေကိုရလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ပါရမီဘဝလေးဒီချိန်ကစဖို့လိုအပ်ပါတယ်ဟုတ်ကဲ့လားဓမ္မပါရမီဆိုတာအဲ့ဒါမှဓမ္မပါရမီဖြစ်မှာနော်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့သည်လူတွေမှာအခြေခံရှိရမယ်သူ့အကြောင်းကိုယ်အကြောင်းဆိုတာဘာတော့ကိုချင်းတရားကောင်းတာကိုချင်းတရားကောင်းတာကနေပြီးတော့နောက်တစ်ခုအရေးချင်းကစကားတီးတာနောက်တစ်ခုအရေးချင်းကစိတ်ဓာတ်ခိုင်မာတာကြန့်ခိုင်တာနောက်တစ်ခုအရေးချင်းကပညာတဲ့နောက်ဆုံးမှာပညာမှာလမ်းဆုံးရမယ်ဖြစ်တယ်တို့တွေရှာရမယ်ပညာတွေအများကြီးရှိသေးတယ်လို့ကိုစီသဘောပေါက်ပြီးတော့အဲ့ဒီပညာရက်တွေကိုရရှိအောင်ကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း